ဒီချင်းကိုပေးတဲ့ရှင်တော်ဝိညာဉ်တော်အားရပါရလက်ကိုပြီးတော့ရှင်ဝင်ရအောင်ဒီချင်းကတော့ဒေါက်တာပေါင်းနဲ့အားဖြင့်ညာရှိကပေးတဲ့ချင်းဖြစ်ပါတယ်ကျွန်တော်တို့တဲ့တော့တော့ပြရတော့ပြည့်စုံရပြရဒီနာတော့လည်းချင်းဝင်တယ်အစတင်ပြန်နေပြီးတော့ဒီချင်းကိုဒီဆိုချင်းဝင်ရအောင်လို့ဟောပေးလိုပါတယ်တခင်ချေတော်ရဲ့မှာကျွန်တော်တို့ဝင်လာရှိတဲ့ကံပေးမှုပါကျွန်တော်အချမ်းတော်ပါမှာကျွန်တော်ရဲ့ရှိချင်တာဆိုင်ရဲ့ဝင်တဲ့လို့ဆွေကိုပါ
စီနဲ့ပြန်မာတဲ့ဖြစ်တယ်ဒုစရိုက်အဖြစ်တွေရာယကနဲ့ပြန်မာတဲ့ဖြစ်တွေရှိနေအောင်ဖျက်ရှင်ဖျက်ရှင်တဲ့ဘာမှမဆောင်တော့ The king, I tell mama, shalom, yeah.
DBCY တင်းတော်ရက်တရားနှစ်20ပြည့်တဲ့အချိန်မှာဒီကျေတော့ကျွန်တော်အတိုင်းအတာပေးမယ်ကြားရှင်ကတရားဒေသနာဝိညာဉ်ကိုမတာပကံပေးတဲ့အတွက်ကြောင့်ကြားရှင်ရဲ့ကျေးဇူးကိုချီးမွမ်းလိုပါတယ်ပြီးတော့စီစဉ်အဲ့ဒါကတာဝန်ရှိတဲ့ဆရာမများလူတွေမှာကျင်းနေကျေးဇူးတင်ကြောင်းကိုပြောလိုတယ်ပြီးတော့ဒီနေ့အထူးဖြင့်လာရတဲ့ရောင်စီတိုင်းဒီရောင်တိုင်းကိုလည်းကျေးဇူးတင်တယ်ဆိုတော့ကြောင်းပေါ်ပြခြင်းနဲ့ကျွန်တော်ဒီနေ့အထီးကအပြင်ကျွန်တော်တို့အသိတော်20ပြည့်တဲ့အချိန်မှာဒီနေ့အသိတော်ရဲ့သောင်းဖို့ဖြစ်တဲ့ခရစ်တော်၌ရှင်းကြခြင်းတို့အယောက်ကနေကျွန်တော်ပြညာရှင်းတာဖြစ်ပါတယ်ဒီလိုအဖက်ဩဝါဒစာခန်းကြီးလေးအငယ်7နဲ့မှ73သင်နိကန်ဆက်ကကျွန်တော်ရင်ပတ်ချင်ပါတယ်အဖက်ဩဝါဒစာခန်းကြီးလေးအငယ်7 3ကနေ7ကနေပါတယ်ငါတို့ရှိမြတ်ယုံကြည်ခြင်းတို့၎င်းဘုရားကြီးသားတော်ကိုသိကျွမ်းခြင်းတို့၎င်းတင်ញံမတည်ရောက်၍ခရစ်တော်၏ပြည့်စုံခြင်းပမာဏအယက်တိတော်ချီးရင်တော်လူဖြစ်သူရောက်ကြတိုင်အောင်ဖြစ်သည်အကြောင်းမူကားသူတစ်ပါးတို့ယူကရိယန်အဖြစ်သူသွေးဆောင်ခြင်းကလက်ပြာပြောဆိုသည်ငါတို့နောက်ခတ်သိမ်းတော်ဩဝါဒလေတိုက်၍ဖယုံဖျဲလွင့်သွားတော်သူမြတ်မဖြစ်ပေမြတ်တာစိတ်တမန်တရားကိုဟောပြောခြင်းဦးကောင်းတည်သောခရစ်တော်အရာရာတို့ကြီးပွားကြကြောင်းဒီနောက်တစ်ခုကတော့ဓမ္မအောင်ကျမ်းကဘာဦးကျမ်းလေးကပါတယ်ကဘာဦးကျမ်းခန်းကြီး49အငယ်20နဲ့20ကနေ20ဖြစ်ပါတယ်ကဘာဦးကျမ်းခန်းကြီး49အငယ်20ကနေ20ယောသတ်တန်တော်ပြုပြီးရေတွင်းနာမှာတန်တော်ပြုပြီးပြီအခက်တဲ့လူကြီးအုပ်ရိုးပေါ်မှာကြော်တော်ကြတယ်လေးသမားတို့ကြီးသူ့ကိုအညိုထားပြီးအလုံးညင်းစေပြုကကြတယ်သို့တော်လေသူဤလေးအားမယုံသူကံတော်နဲ့တို့သည်ရာတော့မျိုးနိုင်တကူကြီးသောဖျားလက်ဖြင့်၎င်းသူရင်းကြီးဟူသောဣသေလအမျိုး၏ကြောက်ဖြင့်၎င်းတင့်ကိုပါစားမဆတ်တော်မူသောတရားပါ၏ဘုရားတရားဖြင့်၎င်းသင်ကိုကောင်းချီးပေးတော်မူသောအနန္တတခုရှိအဖြစ်၎င်းခိုင်မာလို့ရှိကျွန်တော်ဒီနေ့ခရစ်တော်၌ရှင်းချက်ခြင်းဆိုတဲ့ဒေသနာနဲ့ဓမ္မဟောင်းကျမ်းမှာရှိတဲ့ယောသရဲ့အတ္တဓမ္မဟောင်းရဲ့ခရစ်တော်ဆိုပြီးတော့ဒီကောင်းစဉ်တော့ကျွန်တော်တိုက်တွန်းခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့လူတွေကရှင်းပြခြင်းပြောကြတဲ့အခါမှာအမျိုးမျိုးနားလည်မှုမျိုးမျိုးရှိကြပါတယ်အားလုံးလည်းကောင်းကြတယ်အရေးလည်းရှိတယ်အဲကြောင့်ဒီကနေ့တကယ်တမ်းကျွန်တော်စဉ်းစားကြည့်တဲ့အခါမှာလူတချို့ကအသက်ကြီးရင်လူတိုင်းကအသက်ရလာဆိုရင်ကြီးကျယ်တဲ့လို့အများကြီးပြောတယ်ဒါနဲ့တကယ်တမ်းကျတော့ကျွန်တော်ဝိညာဉ်အဓိကဝိညာဉ်တော်၌ရှင်းပြခြင်းဆိုတာကျွန်တော်အ
အသက်တာမဆိုင်ပါဘူးမပတ်သက်ပါခရစ်တော်၌ရှင်းချက်ခြင်းဟာလေကျွန်တော်တို့ပါတဲ့တိုင်းပဲဆိုရင်စိတ်နှလုံးကနေပြီးတော့ကျွန်တော်တို့ဝိညာဉ်အတ္တတိုင်းမှုဖြစ်ပါတယ်အဲဒါကြောင့်ဒီနေ့ကျွန်တော်တို့မိမိရဲ့အတ္တပြန်လည်စမ်းစစ်တဲ့အခါမှာတခါလေလူငယ်တွေတော့ပဲဖြစ်ပါဖြစ်ပါလူငယ်အိုင်ငယ်အသက်ငယ်ငယ်လေးဖြစ်ပေမဲ့လည်းဝိညာဉ်တော်နဲ့ရှင်းတဲ့ခြင်းဆိုတာရှိနေပါတယ်ဒီယောဂကြောင့်ရှိတဲ့အခါမှာလည်းသူကလူငယ်လေးပါပဲလူငယ်ဘဝမှာတော့ရှင်းတဲ့အသက်တာရှိခဲ့တဲ့ယောဂကြောင့်အဓိကထားပြီးပြောချင်တယ်ဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ကောင်းစဉ်လေးခုအောက်ကနေပြောချင်ပါတယ်ကျွန်တော်တို့ဒီရှင်းချက်ချင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ပထမဆုံးပြောချင်တာကကျွန်တော်တို့ဂျော့ဘာနာရဲ့ရှင်းတဲ့ဓမ္မသချင်းဒီ all rapture cross တိုင်းတော်ကိုကျွန်တော်ဒီတွေ့မယ်ကျွန်တော်ရှင်းချက်ကိုရှင်းချက်တဲ့အတ္တခရစ်တော်နဲ့ရှင်းချက်ကိုရှင်းချက်ချင်းကိုရတယ်ကျွန်တော်ကားတိုင်းနဲ့ကျွန်တော်လွယ်လို့မရပါဘူးကားတိုင်းရှောင်ပြီးတော့ကားတိုင်းလားကျွန်တော်ရှောင်ပြီးတော့တခြားလားနဲ့ဒီရှင်းချက်ချင်းကိုမရောက်နိုင်ပါဘူးအဲဒါကြောင့်ကျွန်တော်ဒီကနေ့ရှင်းချက်တော့အတ္တရနိုင်ဖို့ကားတိုင်းလက်ဝါးကားတိုင်းကျွန်တော်ရဲ့မန္တန်အဓိကဖြစ်တယ်ဆိုတဲ့အကြောင်းဘာမှပြောချင်တာဖြစ်ပါတယ်ပရမတ်ချက်နဲ့ပြောချင်တာကတော့အိမ်မက်မဲ့ချင်းဝင်အိမ်မက်မဲ့သူရှုပါယုံရှိတယ်တရားပြောမယ်ဆိုရင်ဒီလိုယောဂရဲ့အတ္တဆိုရင်အမှန်တမ်းဒူကြတယ်သူ့မှာအိမ်မက်နှစ်ခုရှိတယ်အိမ်မက်နှစ်ခုရှိပြီးတော့မဲ့ပြီးတော့အိမ်မက်ကဒါနဲ့မဟုတ်ပဲအတိတ်ကဒူနေတယ်တခုကပါလဲဆိုတော့ကောက်လေကင်းမှာလေကွင်းမှာကောက်ပိုင်းအဲ့မှာကောက်လိုက်တာဆက်တယ်ပေါ့နော်သူ့ရဲ့သူထောင်ထားတဲ့ကောက်လိုက်ရှိမှာဦးညွန့်နေဆိုတာနောက်တစ်ခုကတော့ဒီကျေလာပြီးတော့သူရှိမှာရေဝတ်သူရဲ့ဟာကြည့်ရကောင်ဆက်အတိတ်ကဒူနေတယ်ဒီလိုထူးခြားတဲ့တစ်ခုပါပါလဲဆိုတော့ကျွန်တော်တို့သူမဲ့ခဲ့တဲ့အိမ်မဲ့ဟာဖျားပေးတဲ့အိမ်မဲ့ဟိုဖျားပေးတဲ့ယူပါရင်ဖြစ်တယ်ဆိုတာတွေ့ရပါတယ်အဲဒါကြောင့်ဖျားပေးတဲ့ယူပါရင်အိမ်မဲ့ဖြစ်တဲ့အခါမှာသူ့အတွက်ကဘာပဲကျူသူ့အတွက်ညီတော်စရာအကြောင်းရှိတယ်ဘယ်လောက်ခဲ့ပါစေချက်တော့ပေါ်နိုင်တယ်အဲဒါကြောင့်ဒီကနေ့ဖျားတဲ့ခင်စီကဖျားပေးတဲ့အိမ်နဲ့ယူပါရင်ရရှိတဲ့ကိုပါဆိုပြီးဘဝမှာဘယ်တော့မှအားငယ်စရာအကြောင်းမရှိဘူးဆိုတဲ့ချက်ဒီခုဖြစ်ပါတယ်ပြီးတော့သူ့အိမ်နဲ့ထူကြတာကဒီကောက်ယူကောက်လိုင်းတွေ့နေစားပြီးတော့နောက်ဆုံးကြအိမ်နဲ့အတိတ်ပဲအနဲ့အတိတ်ပဲပေါ်ပြတဲ့အချိန်မှာဖာရောဘုရင်ရဲ့အိမ်နဲ့ထဲမှာလည်းထားတာပါလေစပါစီစပါနော်ဒီလိုမျိုးတခြားအကြောင်းအရာကိုဆက်ဆက်ဖ
ရားသခင်ကမိမိတကယ်လို့ယူပါယုံကိုပေးထားတယ်ဆိုအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ဘဝတစ်လျှောက်လာပြတ်သွားမှာဖြစ်တယ်ဆိုတာဒီပေါ်မှာကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့လည်းပါရှိတယ်နောက်ဆုံးပြသူပိုင်ရင်ဒုတိယဘာတော့အောက်မှာပဲဖြစ်တဲ့အချိန်မှာလည်းအစာရေစာရှားပါတဲ့အချိန်ကဆိုင်ရောက်တဲ့အချိန်သူကဒီမှာစပါးပြန်ပြီးတော့စီမံပြီးတော့ဖြတ်ဆိုတော့အိမ်ဘက်ကကောက်လိုင်းကောက်လို့နေစားနောက်ဆုံးသူ့အလုပ်ပဲကောက်ရိုးပေါ်မှာပြီးတဲ့စပါးအလုပ်အဲ့ဒါနဲ့သူ့ဘဝတစ်လျှောက်သွားတယ်ဒါကြောင့်ဒါလေးကျွန်တော်တို့ယူပါယုံရဘုရားသခင်ကျွန်တော်ယူပါယုံပေးတယ်ဆိုပြီးတော့ဒါလေးလမ်းလွဲတာအများကြီးရှိတယ်ပြောလိုက်တဲ့ထူးခြားချက်ကမလွဲ
Oloy memang berkata Yesus Shimane Kuro. Ini tak bercakap nak buat dokter Krishna. Yesus ini Kuro. Krishna membetai no syabasa rozu Krishna juga umba. Baik kita nak umba. Bini lokya alare jadi kamu jungi bene Krishna. Tapi tak beraya terkama Krishna selalu umba bijau. Jadi ini sesuatu lain. Tuh Krishna cenderung jadi Kuro cuma boleh jadi juga yang proyek itu sama Krishna. Bongji cenderung jadi itu anda barang Kuro si kurai me bongji basi, Kuro si kurai me Kuro si ne ye bongji shasi kamu Kuro. Jesu jenis ini esin Kuro masalah so Kuro si ele itu sama anda ne kama. Lepas itu kita Yesus Kristus nama kami Kristus sekarang mereka. Amen. Jauh halau berjaya jaya. Ini berkumpul hocam ini cuma siaga Reverend siapa kita lupa boleh bars masih cuma dia kono society sebagai tua cuma siaga orang cuma bars sekarang siapa sekarang ini kami orang ini semua ada di event, no? Kalau boleh mana di ini cuma alarm jadi macam event Kuku biasa nak buat do, kali dia selalu kuku bawa si kuku yang macam mana malay. Alam macam selalu siapa tu orang tu mereka selalu begini orang tu selalu ayat ayat kuku tinggal tu yang orang kau itu. Amira, sabai, sawu, ni saja, pilih seorang, kibare. Biar cuma kripto yang tetap. Jadi dia kata, tu mana ki, loba usin itu, mesin kema, yari tu, yari. Tu lebih, di prophet mereka itu, anik kena ya, kerana tu biorah, yota kalau tu emek set ini set tahun kita cuci orang. Tapi kripto, lama lu kini mula, ni kena ya cuci dia program dia orang lagi. Era jam, emek cubayo, cile, tiga ni ini ada dalam. Emek cubayo, cile tu. Eroma, jangan dia, jangan show dia terus. Kalau begitu, pihak kita, benar kita sudah sencaya. Kerana confident, sih. Tetapi dulu, ada pihak kita, nyamam, the presence of God. Pihak kita malu dan tusi dia. Luruya. Belum senang lagi. Tetap, cipaya, sound. Tegaknya kalau biar begini, cuba sih, nyamuk suara, cipaya suara. Tetap, tapi sencaya. Ini lucu mas, mesej. The presence of God is now comfortable, but confident. Jadi, payah usia wajib, payah tu basi deh. Asin, the cengong sih mau, ya be, the cengong seja, leca deh, wajib mau, jadi tahu kita sih. Nabi dia cakap, api geliat sesuai kaya dia, api masih dia sesuai kaya dia. Juria ni api silo, dekuk malu, api joran kaya dia. So, minimum kita malu sesuai belau tu,
တို့လူစိတ်နဲ့ဆိုနေကြတော့လာထွက်တယ်ဒါပေမဲ့ယောဂတက်တာဒီလိုမျိုးမရှိခရစ်တော်ရဲ့ပုံသူ့ကိုခုလို့ဒီမှာကျွန်တော်ပြောချင်တာကယောသအင်ဂျီချွတ်ချင်းခါရတဲ့ဖြစ်တယ်အင်ဂျီချွတ်ချင်းခါရတယ်သူ့အဖေကသူ့ချစ်ခင်နဲ့သူ့ကိုယ်ရင်းနဲ့ချစ်တဲ့အတွက်ကြောင့်အကောင်းဆုံးအင်ဂျီချွတ်ပေးတယ်ဒါပေမဲ့အဲ့လိုမျိုးအကောင်းဆုံးအင်ဂျီချွတ်လိုက်တဲ့အခါကျချွတ်ပေးလိုက်ပို့ပြီးတော့သူ့ကိုယ်ရပို့ဘုံလာဒီလိုနဲ့နောက်ဆုံးသူ့အကူတွေတွားတွေ့ဖို့တော့အမေကခိုင်းတဲ့အခါမှာဘာဖြစ်သွားလဲဆိုသူ့အကူတွေမှာပြောတယ်ဟိုမှာအိမ်မက်စီယာလာဟိုအိမ်မက်မှာဖြစ်နေငါတို့တကူလို့ပြောကြားစီရှိတာအဲ့ဒါနဲ့နောက်ဆုံးမှာသူ့ရဲ့အင်ဂျီကိုချုပ်ပြီးတော့တွင်းနေကိုချတာပဲပရမအောင်ဆုံးယောသရဲ့အင်ဂျီချုပ်ခံရတဲ့အချိန်မှာယောသဟာကျုံးဖြစ်သွားပါတယ်အဲ့ဒါကြောင့်ဒီကနေ့ဒီကိုယ်ယောသဒီမှာပါရှိတယ်မရှိပါဘူးဒါပေမဲ့သူကဒီအပြစ်ဒုက္ခတွေနဲ့ဆက်လက်ကြော်လာတယ်အမှန်တရားအောင်စိတ်ကောင်းတယ်ပြီးတော့သူ့ရဲ့အဝတ်တွေသူ့ကိုကြော်ပြီးရောက်တယ်အခြားသူ့ရဲ့ကိုရင်းတွေဖြစ်အင်္ဂါဖြစ်ခရစ်တော်တက်တာတပည့်မှာပြန်ကြည့်တဲ့အခါမှာဘာတွေ့ရလဲခရစ်တော်ရဲ့တက်တာဟာခမီးတော်ကလောကီသားတွေကဲတင်ကိုဆွတ်လိုက်တဲ့အခါဘုရားသားတော်ဝတ်စုံကိုချုပ်ပေးလိုက်နွားစပွက်ကိုပေးလိုက်နွားစပွက်ထဲမှာငွေရဲ့အခါလူတွေကဘုရားသားဖြစ်တယ်လို့အများမယုံကြည်ကြသူစိတ်နဲ့စဉ်းစားကြဘုရားသားဆိုပြီးတော့ဘာလို့နွားစပွက်မှာငွေရမိဖို့တော့ဆရာများဒါပေမဲ့ဘုရားသားနွားစပွက်မှာဝေးသွားတယ်သူ့ဘုရားရဲ့သဘောသာသဘောကြောက်တာဒီလိုပြအပြပါနဲ့ရုပ်ဝါဒနဲ့ရှိနေဆိုနွားစပွက်လာဆိုရင်ခံလည်းမခံရဘူးဆိုတော့ဒါတွေကဒီပေဟုတ်ပါဒီလိုကြည့်တာလူတွေကလက်မခံတဲ့အချက်ဒါတွေပါပါတယ်အဲ့ဒါကြောင့်ဒီမှာယောဂကိုတော့သူ့အဖေကအင်ဂျီကောင်းချုပ်ပေးတာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကြောင့်သူ့အဖေရောကသားတော်ဘုလို့ဖေးကိုယ်တိုင်ကချုပ်ခိုင်းတာဖြစ်တယ်အဲ့ဒါကြောင့်ဒီကနေ့ခရစ်တော်ဖာဖေးတော်ကဝလို့တော့ချုပ်ခိုင်းလိုက်တဲ့အချိန်မှာဒီလေလောကီသားဆန်ဆန်လူသားတရားရောက်ခိုင်းဖြစ်လာအပြစ်မဲ့လူဘဝအဲ့ဒီရောက်ရှိသွားတာဖြစ်ပါတယ်အပြစ်မရှိတဲ့ဘုရားသခင်ရဲ့သားတော်အပြစ်သားဘဝရောက်ရှိလာတာဖြစ်ပါတယ်သူဘာမှပြည့်မရှိပါဘူးနောက်ဒုတိယအချက်ယောသအင်းကြီးချုပ်ခံရတဲ့အချိန်မှာပါလေသူ့ရဲ့သခင်မကသူ့ကို
ကြိုက်တယ်သူပြောလို့နိုင်နေစေဒါပေမဲ့ယောသကဒီလိုမျိုးအပြစ်ငါဘယ်လိုလုပ်ပြီးတော့လုပ်နိုင်လဲသူအိမ်ကိုဆွဲလိုက်တယ်ဆိုပြီးတော့သူ့ကခင်မကအင်ကြီးကနေထားလိုက်တဲ့တော့သူ့မှာလုံးဆရာကြောင်းရှိတဲ့ကောင်အင်ကြီးထားခဲ့တယ်အဲ့ဒါနဲ့ပါပြီးသွားတယ်ထောင်းလေးရောက်သွားတယ်ယောသဒုတိယတေအင်ကြီးချုပ်ခံရတဲ့ချိန်မှာထောင်းလေးချုပ်ရောက်သွားတယ်ခရစ်တော်ရဲ့တက်တာပြန်ကြည့်တဲ့အခါမှာလေသူ့ရဲ့အင်ကြီးလူတွေကဖာရိရှဲယေဘရဟိအပိတင်လိုက်တဲ့အချိန်ဒီလူကဘုရားကိုတော်ကားတယ်ဆိုပြီးတော့အပိတင်လိုက်တဲ့အချိန်သူအင်ကြီးချုပ်ပြီးရိုက်ကာရာနီကားစီတတ်ဖို့ဒီကနေ့ယူသားအနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်ယောသရဲ့အတ္တသူ့အပြစ်မဟုတ်ဘူးသူ့တခင်မကသူ့အဘောကြသူ့အလုံးမငင်းစာပြီးတော့ထွက်သွားလိုက်တာသူ့ထောင်ထဲရောက်ဒီကနေ့ကျွန်တော်တို့တခါစဉ်းစားအကောင်းလို့တယ်ပြည့်ညက်တော်တယ်ချစ်တယ်ဒါပေမဲ့ချစ်ချင်းငါတို့မှာကောင်းကျိုးမရဘူးဘုရားကြီးကောင်းချီးမမြင်ရဘူးဆိုပြီးတော့တခါလေးကျွန်တော်တို့တူတူလေးနဲ့တွေးပြီးတော့ပြောတတ်တယ်ဒါပေမဲ့ဒုတိယအချိန်တော့ထောင်ထဲရောက်သွားတယ်ပရမအချိန်မှာကြုံဖြစ်သွားတဲ့ယောသတ္တရာဒီအချိန်မှာထောင်ထဲရောက်သွားတယ်ကျွန်တော်တခါတော့ခါနိုင်တယ်မြို့တက်တာစဉ်းစားကြည့်အဲ့ဒါကြောင့်ဒီကနေ့ဒီလိုအပြစ်မရှိတဲ့အပြစ်မဲ့လူတွေအောင်ဆွဆွဲခါပြီးဒီလိုကြော်လွှားနိုင်တာဘာကြောင့်ဖြစ်လဲဒါဝိညာဉ်တော်နဲ့ရှင်းတဲ့ချင်းမရှိဘူးဆိုရင်အသက်16နှစ်အရွယ်ပြောတတ်တာစဉ်းစားကြည့်ပါအာရှိတော်ယုံတဲ့ချိုးတယ်တာမားတယ်တကယ်ပြောမယ်ဆိုရင်ယူငယ်အများဆုံးကရှားပွေနေတဲ့အခါသူကဆွတ်လွတ်လိုက်လူအများကြီးကလိုက်ရှာတယ်ငွေနဲ့ဝယ်ပြီးတော့ရှာနေတယ်သူကဆွတ်လွတ်လိုက်ပြီးတော့ထောင်ထဲတော့ပြန်သွားတယ်ဘယ်လောက်ကြီးနာကျင်ဒါတွေလူအနေနဲ့ခံစားနိုင်စီကြောင်းဟုတ်ပါဒါနဲ့ယောသကဘယ်နေရာလဲရောက်ခရားနဲ့သွားတယ်ဖြစ်တယ်ဖြစ်တဲ့အခါမှာသူ့အိမ်ပဲခရားပေးအိမ်ပဲကိုပြီးပါဘူးအချင်းတော်နဲ့ချတာနေရတဲ့ချိန်ပါလေခရားတခင်စီမပြောလဲပြတ်ခရားတခင်ပေးယူပါရင်မြင်လာစဉ်းစားနေတယ်ခရားအေမသာသူရဲ့ဂတိမပြတ်တဲ့ခရားတီးကြီးတဲ့ခရားဖြစ်တဲ့ကြောင့်သူ့မှာနားတယ်ထူးဆန်းတာရှိတယ်ဆိုအဲ့တုန်းကယောဂဖြစ်မှာဆိုရင်ယောက်ျားတွေကနေပြီးတော့မင်းမအများကြီးယူတဲ့ချိန်တယ်ဒါပေမဲ့ထူးဆန်းတယ်ဒီလိုတော်ရဲမှာဘာလို့ယောသက
လူတွေအမျိုးသမီးနဲ့မဖြစ်မာရပြီးတော့အဲ့ချိန်ကဆိုပြီးသူတွေဖြစ်ပြညတ်တော့စေချက်နဲ့မပေးရဆိုတော့ဘာလို့ဒီလိုမျိုးပြောတတ်တာလုံနိုင်တာလေစဉ်းစားကြည့်ဒီလိုဘုရားသခင်နဲ့အတူသွားလာတယ်ဘုရားသခင်နဲ့ဆက်ဆံခြင်းကောင်းတဲ့ဘယ်နေရာပဲရောက်တော့ဘယ်တော့ပဲရောက်ရောက်သူ့မှာဘုရားစကားကိုအမြဲတမ်းနားခံတယ်ဘုရားရဲ့စကားကိုအမြဲတမ်းစိတ်နှလုံးထဲမှာတည်ရသူများကိုလည်းမပြည့်စုံကြည့်ဘူးပုဂ္ဂိုလ်ကိုလည်းမပြတ်မခါနောက်တစ်တရားကျကတော့အင်းကြီးလေးချင်းကလည်းခင်ဗျာအကောင်းပဲပြန်အဲ့ဒါကဘာလဲဆိုတော့ထောင်ထဲကနေပြုံးတာထွက်လာပြီးတော့ပညာရှိအိမ်မက်ကိုပါအနဲ့ဖွင့်နိုင်တဲ့ပညာရှိဘိုးလိုများဆိုတာဖြစ်ပါလေထောင်အင်းကြီးကနေပြီးတော့ပညာရှိအင်းကြီးကိုရသွားတာဖြစ်ပါလေအဲ့ဒါလေးထူးခြားတယ်သူ့ရဲ့အိမ်မက်ထောင်ထဲမှာလည်းအိမ်မက်မဲ့တဲ့ဘယင်ဖလားတော်နဲ့စားတော်ထောင်ထဲရောက်လာတဲ့အခါသူတို့အိမ်မက်နဲ့အဲ့ဒီအိမ်မက်ကိုသူကအတိတ်ပဲနဲ့ဖွင့်ပေးတယ်အဲ့ချိန်မှာဖလားတော်လွတ်လပ်သွားတယ်လွတ်လပ်သွားပြီးတော့အာရောပဲအိမ်မက်ထူးဆန်းတဲ့အိမ်မက်ဆိုတော့ပြောတဲ့စပါကောင်းတဲ့စပါကောင်းတဲ့စပါနားအိမ်မက်မဲ့လာတဲ့အခါအဲ့အချိန်ကျမှဒီကာလအများကြီးကြာတော့ဘာမှတတိမရသေးဘူးယောသကတော့ပြောတယ်ကျန်လို့တော့ရင်ငါ့ကိုမင်းနဲ့လို့မာနာရဲ့သားအကြာကြီးနဲ့ရှိကြတဲ့ချိန်မှာဘယင်ကြီးကအဲ့လိုပြောလိုက်တဲ့အချိန်ကျမှပဲယောသကပြန်တက်တယ်။အော်ဒီလိုမျိုးအိမ်မက်ကိုပါတော့လည်းဖွင့်နိုင်လို့ရှိတယ်ဆိုပြီးတော့လွတ်လာရှိတယ်။သူထောင်ထဲမှာလည်းခဏတနည်းလာနေတဲ့အချိန်နေပေါ်များကြာခဲ့တယ်ဖြစ်တယ်။အဲ့ဒါနဲ့သူအိမ်မှာလည်းအာရောဘယင်ရဲ့သပ္ပနာအိမ်မက်အတိတ်ကိုပွင့်နေတယ်။အဲ့ဒါနဲ့ဘယင်အာရောဘယင်ကလည်းသူ့သဘောကျတာသူ့ကိုဒီကတ်ဆိုးရဲ့ချိန်မှာစီမံအုပ်ချုပ်ခံရတာဖြစ်ပါတယ်ဒီတတိယဝတ်လုံးအဝတ်လေးတင်ခါရတာဝတ်ချုပ်ချင်တာအကောင်းတယ်လို့ပြောလို့ခရစ်တော်အားလည်းပါရှိတယ်ဆိုရှင်ပြန်ထမြော်တဲ့အချိန်မိမတွေကပါပြီအာမရုတ်ဒီပုတ်ကိုပိတ်ထားတဲ့ကြောက်လို့လက်ပြီးပါလေသူစိတ်ဒါနဲ့အဲ့ဟိုကိုယ်ရာရောက်လို့ဖြူစင်တဲ့ဝတ်လို့ထားတဲ့လူယောက်ျားလေးမြင်လိုက်တယ်တို့မှသိခရစ်တော်ရှင်ပြန်ထမြောက်တဲ့အချိန်မှာတေခြင်းမစ္စကူမှာအောင်မြင်ပြီးတော့ရှင်ပြန်တဲ့အချိန်မှာဘုရားသခင်ကတေခြင်းအောင်မြင်တဲ့အကြောင်းရှင်ပြန်ထမြောက်လို့ပြဖြစ်တယ်ဝတ်လို့ဝတ်ပေးတာဖြစ်ပါတယ်ဒီလိုရှင်ပြန်ထမြောက်တဲ့ရှင်ပြန်ထမြောက်တဲ့အချိန်မှာငရဲတွေထဲရောက်သူကနေပြီးတော့ခရစ်တော်ဘုရားသခင်ရဲ့သားဖြစ်ရတဲ့ခွင့်ပြန်ရတဲ့အချိန်ဝတ်လို့ဒီမှာလေယောသရဲ့တက်ထောင်းနေလာပြီးလို့လာတယ်ပညာရှိနောက်ဆုံးသဒ္ဒကအဝတ်လဲခြင်းကတော့ဒါထိတ်ဆုံးပါပဲဒုတိယဘယင်ကဖြစ်သွားတယ်ပါရောဘယင်လက်အောက်ဖြစ်
တော့ဘယ်ရင်ကိုဆိုဝတ်ထားစီဘိုးပေးစီခါရတာဖြစ်ပါတယ်ကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်ဒီယောသရဲ့အတ္တအင်မတန်စိတ်ပြည့်စုံကောင်းတဲ့အရာတွေသူ့မှာကောင်းခဲ့မှန်ကန်ခဲ့ဒါနဲ့သူ့အပေါ်မှာဘာမှကောင်းချူရတယ်ဒီခုကိစ္စလေးပြောမယ်ကောင်းချီဆိုတဲ့ဟာကောင်းကြီးတွေကချက်မှမတွေ့ဘူးဒါကြောင့်ဒီကနေ့တခါအကောင်းလုပ်ပြီးတော့ဘာမှမရဘူးဆိုဒီပြောတာလို့နတ်ခါတီတီစင်ရဲ့ချင်းအထောက်ထိပ်ခါရတဲ့ယူလာတယ်တော့ဘယ်ရလာဘူးခရစ်တော်တော်မဟုတ်ဘူးအဲဒါကြောင့်ဒီနေ့ကျွန်တော်ခွန်အားကျော်တတ်တရားလုံးရှိနေတယ်ဆိုတာတော့ဒီမျိုးအတ္တတတိချက်စကြပါတယ်ရှင်ပေတရုဩဝါဒစာပရမတ်စာကံကြီးနဲ့20မှာပြောရတယ်ဆိုရှင်ပေတရုကတေတော့အပြစ်တစ်ခုခုလုံးအင်းအဖြစ်မင်းတို့ဒုက္ခရောက်တယ်ဆိုရင်ဒါကတော့တရားပြောမယ်ဆိုရင်ထိုက်တယ်ဘာမှထူးခြားမရှိဘူး။ရားသခင်ကောင်းကြီးဆိုတာလည်းမရှိဘူး။ဒါပေမဲ့အကောင်းလို့ရတဲ့လူတွေကအပြစ်ဆွဆွဲခံတဲ့ချိန်အဲ့ချိန်ကြမှာကောင်းကြီးဆိုတာရှိတယ်။ခရစ်တော်ကလည်းပြောထားတယ်တောင်းပေါ်နေတာ။ပြီးတော့ကောင်းလို့ရတဲ့အပြစ်တင်တာမြေရဆွဆွဲခြင်းခံရတဲ့ချိန်ရှိအဲ့ဒီချိန်ကြမှာကောင်းကြီးပြီလားရှိတယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီတီးခါခြင်းဆိုတာနော်အန်တီဘာမိမဟုတ်ပဲရဲ့ဆွဆွဲရဆိုရင်ကျွန်တော်တို့ဘာပြန်ပြီးတော့ခြေပါစီတာရှိဘာလို့လဲဆိုခရစ်တော်ကကားတိုင်းမှာတင်တတ်ဖို့နောက်ဆုံးအဆင့်ဟေရိုပီတီယာဒါဆိုရင်သူတို့ပြောကြလို့မင်းဒီလိုမျိုးဖြစ်သလားဆိုပြောတယ်တော့ကဘာမှစကားပြောမှာမဖြစ်ဒီနေ့မင်းလောက်ခဲ့တဲ့အရာအဆွဆွဲခံတယ်မောက်မှာပြောခံရတယ်ဆိုရင်စိတ်ဆိုးစရာကြောင့်ဒေါသထွက်စရာကြောင့်ခရစ်တော်ကဘယ်လိုတော့ပြန်ဘာမှမပြောမမှန်ဘူးဆိုတော့ကျွန်တော်ဘာမှပြောစရာမရှိဘူးအဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်လူဓမ္မတာနေဆိုဖြည့်ရှင်းချက်လုပ်ကြတယ်ဖြည့်ရှင်းတယ်ကိုရှုပ်အဲ့ဒါကြောင့်မိမိမမှန်တဲ့ဟာကိုဆွတ်ဆွဲလိုက်တယ်ဖြည့်ရှင်းဖို့ကြိုးစားတယ်ခရစ်တော်ရဲ့အေးအေးဆေးဆေးကမိမိမှာအဲ့လိုမျိုးတီးခံတယ်ဆိုရင်တကယ်တော့လာအဲ့ဒါကြောင့်ကျွန်တော်တို့ဒီယောသကဘယင်းမို့လို့ပြောတယ်ထားတယ်လို့ခရစ်တော်ရဲ့နောက်ဆုံးပလင်တော်အပြစ်စီရင်ပူရတွေ့ဖယားသခင်ရဲ့သားတော်ဝလို့စီပေါ်ပြပါတယ်ကျွန်တော်မြန်မာစကားစကားပုံရှိပါတယ်အနာဂတ်အတာဆန်ဆိုရရှိယောသရဲ့ဘဝကြောင့်ပြန်တောက်ကြည့်တဲ့အခါဘာတွေ့လဲအနာဂတ်တော်ရဲ့ရဲ့စစ်စစ်ပြီးတော့အတာဆန်မှာဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်လူစိတ်နဲ့စဉ်းစားကြည့်မယ်ဆိုဒါတို့ကျွန်တော်လဲနိုင်ဖို့တော့โอเคဖြစ်ပါတယ်နောက်တစ်တရားချက်ကပါလဲဆိုတော့ဘုရားသခင်ဤစိတ်ချခံရတဲ့ဒီမှာရည်ကြည်ရပါမိမိကဘုရားသခင်ကိုယုံကြည်တာကောင်းတဲ့အထူးစားမှုအရှိမရှိဘုရားသခင်ရဲ့ယုံကြည်စိတ်ချခြင်းခံရတဲ့ဆိုအင်မတန်ရှိကြည်
ဒီကနေ့ခမည်းကိုဘုရားသခင်ကယုံကြည်စိတ်ချရအပြစ်တော်ထဲမှာယုံကြည်စိတ်ချရယုံဝိခြင်းထဲမှာစည်းစိမ်နဲ့လောကစည်းစိမ်နဲ့ယုံကြည်စိတ်ချရဂုံတိတ်ကအပြစ်ရာထူးနာမည်ကျော်စောခြင်းပေးဒါပေမဲ့ခမည်းဘုရားသခင်ရှိတာဒူးထောက်လိုက်ဒါရည်ကြီးတယ်ကျွန်တော်ပြရတဲ့တာဆိုတာအမြဲတမ်းစဉ်းစားလို့ရတော့မှာစကားမှာဖြစ်တိုင်းအောင်ဆိုတာအမှန်တရားကြီးတယ်လူရဲ့ဖြစ်ပေမဲ့အမြဲတမ်းထောက်ဖို့ကြီးဖြစ်တယ်ကာနိုင်တယ်ဆိုရင်မှလည်းလဲစရာကြောင့်ရှိခရစ်တော်ဘယ်တော့မှကားစင်ကားနဲ့ထားတဲ့အချိန်မှာလဲတဲ့အချိန်မှာထယောဂတက်တာလေကြုံဝိုင်းတယ်စင်ရတွေအချုပ်ထရမလဲတော့ထောင်းတယ်စာရကပြည့်တဲ့ထောင်းဒီနေ့စာရကပြည့်တယ်ကျွန်တော်တို့ရဲတာထောင်းရှင်းကြည့်ပါဒါကြောင့်ဒီနေ့အဲ့လိုမျိုးဘဝရှိနိုင်မှာကျွန်တော်တို့ဘုရားသခင်မြင်လို့ငွေကြီးနာမည်ပျော်စောခြင်းကစားကိုယ်ပကာသနာနဲ့စိတ်ချတယ်ဒါခါလေကျွန်တော်အဲ့ဒါကိုလိုချင်တတ်မဲ့ပြီးတော့တောင်းပေးမယ်ဘုရားသခင်ကဘာလို့မလုပ်လဲငါတို့စိတ်မချဘူးဒါလိုငါပေးလိုက်ရင်မင်းတို့ဒါလိုလေးသွားမယ်ဆိုတော့ဘုရားသိတယ်အဲကြောင့်ဒီနေ့ကျွန်တော်တို့စဉ်းစားဖို့ဒါခါလေကျွန်တော်တို့လိုချင်တာအများကြီးကြိုက်တာအများကြီးဖြစ်ချင်တာအများကြီးဒါပေမဲ့ချိန်ပြောင်းသွားရင်ကျွန်တော်ဘာဖြစ်သွားမလဲဘုရားသခင်ရှိမှဒူထောက်ပြီးဆုတောင်းတယ်အများစုကအဲ့လိုမနေဘူးဘုရားသခင်ချီးမြှောက်တဲ့အချိန်ဘုရားဆုမတောင်းနိုင်တော့ဘုရားကြောင့်မရောက်နိုင်တော့တဲ့တိမခံနိုင်တော့ဒီလိုမျိုးဖြစ်တယ်ဆိုရင်ဘုရားသခင်ကချီးမြှောက်မထိုက်သေးတဲ့ပုံဖြစ်တယ်ဆိုတာအဲ့ဒါကိုရည်ကြီးပါတယ်ကျွန်တော်တို့ယခုချိန်မှာပြောနေကြတာကတော့အမှန်တရားဖြစ်တယ်ပြောတတ်တာလည်းအမှန်တရားကြိုက်တယ်ပြောတယ်သူ့အပူရီအကြောင်းမကောင်းတဲ့ကြောင့်ပြောသူ့ပြေကိုတိုင်ပြောတော့သူ့အပူရီကပူနော်ဒါပေမဲ့ခရစ်တော်ကအမှန်တရားတမန်တရားကြောင့်ပြောတာအမှန်တရားပြောနေပြီးတရွေ့ကတော့ကြာဖြစ်ဖို့ရေးတာဒါပေမဲ့တမန်တရားကြောင့်ပြောနိုင်ပြီဆိုဘယ်သူ့ကိုမှမသိဘူးခရစ်တော်ကပြောတယ်တင်တို့တမန်တရားသိ၎င်းတမန်တရားသိလို့လုံးရောက်ရှိကျွန်တော်ဘာလို့မလုပ်ပြောနိုင်လဲကျွန်တော်တမန်တရားလည်းသိတယ်တမန်တရားသိတဲ့အခါမှာကျွန်တော်တို့မလုပ်ပြောနိုင်ဘူးဝန်လေးနေတယ်လူတွေကဘာပဲပြောတခုခုပြောလာမှဆိုရင်လေးသွားတယ်မခံနိုင်တော့ဘူးပြန်ပြီးတော့ကျွန်တော်တို့ချိန်ပါလို့ပဲကြံစည်တယ်အဲ့ဒါပါလေကျွန်တော်ဝိညာဉ်သဘောကကျွန်တော်အာနိတို့ကြောင့်ဖြစ်ပါတယ်ဒါကလေကျွန်တော်ရုပ်ဝါဒပဲများတယ်ဒီလောကတွေးများလာခါဒါလို့ကျွန်တော်တို့မသိခံနိုင်ပါဘူးအဲဒါကြောင့်ဒီနေ့ယောသတက်တာဘုရားစိတ်ချတာပါလေအပြစ်ကိုအပြစ်ရှိမှသူထွက်ပြေးသွားတယ်တန်ရှင်းခြင်းဒီမှာကတန်ရှင်းတော့တက်တာရှိတယ်ဖြစ်တယ်ပြီးတော့နောက်ဆုံးကြည့်တာအပြစ်စွန့်တယ်ဖြစ်တယ်
ตัวกูเนี่ยลงแค่อย่างตัวอย่างนี้ก็กระไรสาวเสียไม่ใช่บาร์เบียร์เลยที่ลูกก็สู้ยาวเลยสิขมิ้นลูกเป็นพยานที่นั่นนะที่กูจูดิสิ่งนั้นได้เป็นมาเลยสิ่งอามีจาสู้บิโรตัวอามาตัวตัวไอ้ลูกอย่างบิโรโยนอามีสมาโยนกันခွင့်လို့ချင်းဆိုတာအမှန်တရားအရှိကြီးပါတယ်ကျွန်တော်တို့ခွင့်လို့ချင်းအတ္တတာရင့်ကျက်သောအတ္တတာရဲ့မှတ်ချက်အဓိကချက်တစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်တို့ခွင့်လို့နိုင်တယ်ဤအတ္တတာကဝန်လေးပင်မတော့ဖြစ်တယ်အဲ့ဒါကြောင့်theologian C.S. Lewis ကပြောတယ်ဆိုတော့ခရိယာဆိုဒီမှာခရိယာဖြစ်ခြင်းဆိုတာခွင့်မလုပ်ထိုက်တဲ့လူသားများဖယားသခင်ကနေပြီးတော့အပြစ်ခွင့်လို့ချီးပေးတဲ့အတွက်ကြောင့်အပြစ်မခွင့်လို့ဆရာမရှိတဲ့တရားလူတော်ခွင့်လို့ပေးနိုင်ဖြစ်တယ်ဆိုပြီးတော့ပြောတာပါကျွန်တော်တို့ကဒီအပိကခွင့်လို့စေနိုင်တဲ့အကြောင်းမရှိဘူးဆိုပြီးတော့ပြောတာအများကြီးရှိမိမိရဲ့အပြစ်ငရဲကြောင့်တက်တာခွင့်လို့နိုင်စရာအကြောင်းမရှိတဲ့တက်တာခွင့်လို့တဲ့ဘုရားကျွန်တော်ကောင်းကောင်းပြီးကျွန်တော်ခွင့်မလုပ်နိုင်တဲ့လူဆိုတာတော့မရှိပါဘူး။အဲ့ဒါကြောင့်ဒီနေ့ခွင့်လို့ရှိတာကျွန်တော်တို့ရဲ့ရှင်းချက်တက်တာကျွန်တော်တို့ရဲ့အတိအကျကိုပြပါတယ်။နံပါတ်၄ချက်ကရွေးချယ်မှန်ကန်တဲ့သူဖြစ်တယ်။ကျွန်တော်ရင့်ကျက်တဲ့တရားရှိဖို့ရွေးချယ်ဖို့မှာယောသကလည်းရွေးချယ်စေအများကြီးရှိရွေးချယ်စေအများကြီးဒီကမှာလည်းစဉ်းစားကြည့်တို့တို့မျိုးကြီးပါရှိမျိုးကြီးပါရှိနေတယ်ဆိုတော့တွားချင်းစရာနာချင်းစရာပြီးတော့လဲချင်းစရာနောက်ပြီးတော့စားချင်းစရာအများကြီးပဲတောက်ချင်စရာတွေအများကြီးပဲဟုတ်လားလှုပ်ချင်စရာတွေအများကြီးပဲဘယ်သူနဲ့လှုပ်ပါလဲအများကြီးပဲဒါနဲ့အသက်ဆက်ခဏနှစ်သာရှိတဲ့လူငယ်လေးတို့တာဒါတွေလှုပ်ချင်ခွင့်ရအများကြီးရတယ်ဒါနဲ့သူကထားပြီးဆုံးလို့ဘာကြောင့်လဲသူ့မှာဘုရားသခင်တန်ရှင်ခြင်းကိုလည်းသိတယ်သူ့ရဲ့တန်ရှင်ခြင်းသူ့ရဲ့တာဝန်ကိုလည်းသိတယ်ဒီခါလေးကျွန်တော်တို့ရဲ့တာဝန်တန်ရှင်မှုဖြစ်ခြင်းဘုရားရှိတဲ့တန်ရှင်မှုခြင်းမသိတဲ့အခါကျွန်တော်တို့တွားခြင်းစရာဒီရကတွားခြင်းပြီးတော့စားခြင်းစရာဥပမာဈေးကြီးတဲ့အရာတွေဆိုရင်စားခြင်းနဲ့တောက်ခြင်းဒါတွေတစ်ထက်မှာတစ်ခါစားလို့ရမှာမဟုတ်ဘူးငါတို့ဝယ်လို့ရမှာမဟုတ်အလွယ်ရခြင်းဆိုရင်ပိုတော့ဖြစ်ကြတယ်ဒါနဲ့စားရွေးတတ်တယ်ရင့်ကျက်တယ်စားရမယ်ရွေးတတ်တယ်ဘယ်သွားရမလဲရွေးတတ်တယ်ဘာလို့ရမလဲဘယ်သူနဲ့တွေ့ကောင်းလဲလူမှနေရာမှာအချင်းကျွန်တော်တို့တကားလေးလူမှနေရာမှာအချင်းမသိတဲ့ကောင်ဒီမှာဒုက္ခယောဂရဲ့အတ္တကပြန်ကြည့်တဲ့အခါအသက်20လို့ရောက်တော့ပြန်ပြောမယ်ဆိုရင်သူ့ရဲ့တခင်မက
သူ့ကိုစိတ်ဝင်စားတဲ့အချိန်မှာနော်သူ့ရဲ့အခြေအနေကျုံတယောက်နဲ့တခင်မတယောက်အိတ်ကိုကောင်းသူစဉ်းစားတတ်တယ်ပြီးတော့အချိန်ကပဲချိန်တယ်စဉ်းစားတတ်တယ်သူ့ရဲ့အသက်အရွယ်ကပါကြုံဖြစ်တဲ့အချိန်မှာမိမနဲ့ပြောပါလို့ဆိုတာစဉ်းစားတတ်တယ်တခါလေကျွန်တော်တို့တက်တာမှာလေဒီလိုမျိုးမစဉ်းစားတတ်ဘူးဖျားယူပါရောမပေးဘူးဆိုကျွန်တော်တို့ဘုရားချစ်စရာပဲချစ်စရာဒါအားရရတော့မှတောက်ရရတော့ဆိုရတယ်လူသားဒီလက်ချက်ဒါပဲဒီတစ်ချက်တောက်တစ်ချက်စားတစ်ချက်တွဲရတယ်ဒီလိုပါချက်တွေမှာတွဲရတယ်တွဲလို့ရပါတယ်ဒါပေမဲ့မလုံးသိတာအများကြီးပြန်မဖြေနိုင်တဲ့အရာအများကြီးနေခင်းကြောင်ဘာလို့ကောင်းလဲဘာမလို့ကောင်းလဲကျွန်တော်ဖျားနဲ့ကိုသွားလာတယ်ပြီးအဲ့ဖျားကြောင့်ကျွန်တော်တို့စိတ်မှာမရှိတဲ့ကောင်ဒါလေးခရီးမဆိုင်တော့ဒါလေးကဖျားပေးတာလည်းဖြစ်မလားဆိုတော့ဒီပေါ့တပည့်ကပြန်စဉ်းစားနေကြတယ်အဲ့ဒါကြောင့်ယူမနေရမှာအချိန်မှာဒီကြီးဒါပေမဲ့ရုပ်ကတက်တာအသက်30ပြည့်တဲ့အချိန်ဘာရောဘယ်ရင်ကသူ့ကိုအိမ်ထောင်ပြုတ်ပြောလိုက်တယ်အသက်30လည်းပြည့်လာချိန်ပဲမာလာပြီးတော့လေသူများမရဘူးသူများတတ်မိတယ်နော်ဘယ်ရောက်လဲပေးစားအပြူမှာပြီးတော့အချိန်မှာနေရသူဟာဆိုရင်အဲ့ချိန်မှာဒုတိယဘယ်ရင်ဘာလို့ရအောင်အဲ့ဒီချိန်မှာသူကလက်တာအားလုံးမှန်ကန်တဲ့အရာဖြစ်တဲ့ချိန်ဒါခါလေးကျွန်တော်စိတ်ကစာနာပြင်းပြီးတော့နော်စာနာစောပြီးတော့အချိန်လေးမှလူလည်းနေရာလေးမှာဆိုရအများကြီးရှိတဲ့ဘဝမှာတားပြီးပြန်လည်းဖြစ်ခေရနဲ့ပြည့်နဲ့ပြန်ဖြစ်လို့ရတယ်။ဒါကြောင့်ယောဂရဲ့တက်တာရွေးချယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။အဲ့ဒါနဲ့ကျွန်တော်ဤဘုံချိုးအနေနဲ့ပြောချင်တာတပည့်တော်ဖြစ်ခြင်းရဲ့တာမိုးတပည့်တော်ဖြစ်ခြင်းရဲ့တာမိုးဆိုတာကိုကျွန်တော်တို့ဒီဂျာမန် theologian ဘောဒူဖာလာရေးထားခဲ့တယ်။ဘာမှရေးထားလဲတပည့်တော်ဖြစ်ခြင်းဖြစ်ဖို့နောက်လိုက်အဖို့ကအများကြီးပေးရတယ်အဲ့ဒါကြောင့်လူတွေကဒီအဖို့ကကြောက်လို့နောက်လာဖြစ်နေတယ်သူပြောတယ်ခရစ်တော်ကလည်းပြောတယ်မင်းတို့ငါ့ရဲ့တပည့်တော်ဖြစ်ဖို့နေတိုင်းမင်းတို့ရဲ့ကားတိုင်းထိုင်ရမယ်ကိုယ့်ကိုရင်းပယ်တာဒီနေ့ကိုယ့်ကိုရင်းပယ်ဖို့ဆိုတာမြင်ပဲအများကြီးရှိတယ်။ချမ်းစရာကားတိုင်းလည်းရှိတယ်။ဆိုရဲမှာဒါကိုကအများကြီး။ဒါကြောင့် cheap grace costly grace ဈေးကြီးတဲ့ဂျေဇုတော်ဖယားသခင်ရဲ့ဈေးကြီးတဲ့ဂျေဇုတော်နဲ့ဖယားသခင်ရဲ့ဈေးပေါ်တဲ့ဂျေဇုတော်ဆိုတာကျွန်တော်တို့ဘုရားစက်ကတဲ့အခါ
နောက်လိုက်တဲ့အခါမှာအဲ့ဒါကွဲပါလေဆိုပြီးတော့ပြောတာခရစ်တော်ကလည်းပြောတာဖြစ်တယ်ကျွန်တော်တို့စဉ်းစားတဲ့အခါမှာလူတွေကခရစ်တော်နောက်လိုက်သွားမယ်ဆိုရင်ငါ့မှာအများကြီးပေးဆုံးရှုံးပါလေဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့ကျွန်တော်အင်မတန်သဘောကျတဲ့တယောက်ရှိတယ်အဲ့ဒါကတော့ဒါလာစပီလာကိုခေါ်တယ်သူကပြောလဲဆိုတတိတော်ဖြစ်ချင်းခရစ်တော်ရဲ့နောက်လိုက်မဖြစ်ချင်းဟာထိုးတဲ့ပို့ပြီးတော့ဆုံးရှုံးလိမ့်မယ်ဆိုပြီးပြောတာပါတယ်ကျွန်တော်စဉ်းစားတယ်ခရစ်တော်ကဒီလောက်ထိတောင်းပြီးတော့သူ့နောက်လိုက်လို့ရှိရင်ကျွန်တော်သုံးဆုံးရအများကြီးပဲဒါပေမဲ့ဒီဘယ်လာပြောရလဲကျွန်တော်အဲ့လောက်ကြီးဆုံးရှုံးမယ်လို့ဖြစ်ဒါပေမဲ့မလိုက်ခဲ့ဖြစ်ဆုံးရှုံးတဲ့ဟာအိုးပြီးတော့အဆမ်းတာတော့အဲ့ကြောင့်ဒီကိကျွန်တော်ခရစ်တော်နောက်လိုက်တဲ့ဖြစ်တယ်သူတို့ရဲ့ဘဝနောင်တရမရှိပါဒါပေမဲ့မိမိဘဝမှာခရစ်တော်နောက်လိုက်မဆုံးဖြတ်ခဲ့တဲ့ခရစ်တော်အသက်ရှင်မှုမပြောခဲ့တဲ့နောင်တရညံ့ခွဲ့မျက်ရည်ကိုရှိအများကြီးအဲဒါကြောင့်ဒီနေ့ကျွန်တော်တို့ခရစ်တော်နောက်လိုက်ဖြစ်ဖို့ခရစ်တော်ကကျွန်တော်တို့ဖိတ်ခေါ်အဲ့ဒါဖြစ်ကျွန်တော်တို့ခရစ်တော်ယဉ်ကျေးခြင်းဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော်တို့ယောသရဲ့တက်တာတွေတွေ့ရပါတယ်အဲ့ဒီကြောင့်ကျွန်တော်တို့ကဒီယောသရဲ့ပုံရိပ်တွေခရစ်တော်ရဲ့ပုံရိပ်ပြောတဲ့အခါစဉ်းစားကြည့်တယ်အရာပြရတာကြာကြည့်တယ်ဒါပေမဲ့မနေချနိုင်ဘူးဒီမခါနိုင်ဘူးလို့ပြောတယ်အခါလေးလူတွေကမနေချနိုင်ဘူးပြောတယ်ဘာလို့လဲဆိုတော့မိမိစိတ်ထားအောက်ဆုံးမှာရှိတဲ့အခါနေချစရာအကြောင်းရှိနေချနိုင်စရာအကြောင်းရှိဒါပေမဲ့ခရစ်တော်ရဲ့စိတ်ထားအမြင့်ဆုံးမှာရှိတဲ့အခါသူကောင်းကင်ဘုရားနေချနိုင်တယ်စိတ်ထားမြင့်နေချစရာအကြောင်းများတယ်ဒါပေမဲ့စိတ်ထားနေသင်္ချာစရာနေရာရှိအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့နေကြခြင်းဟာဆိုရဲဟာလေကျွန်တော်ရင်းကျက်ခြင်းလက်ခံတစ်ခုပါပဲလူအားဖြင့်တော့ကျွန်တော်မရနိုင်ဒါပေမဲ့ခရစ်တော်ရဲ့ဝိညာဉ်အားဖြင့်တော့ကျွန်တော်တို့ရနိုင်တာဒီပါတယ်ယုံကြည်သူဖြစ်တဲ့နေရာကပြောခြင်းရင်းကျက်တဲ့ခရစ်ယာန်ဖြစ်ပေါ်ရတယ်ဖယားယုံကြည်စိတ်ချရတယ်ကြီးကြီးပါလေတခါလေကျွန်တော်တို့ပြောမိဆိုကြတယ်ငါ့ရဲ့ယုံကြည်ချက်ဘယ်လောက်ကြီးလဲအဲ့ဒါပြောတယ်ဒါပေမဲ့ဘုရားသခင်ကငါတို့ကိုယုံလောက်ကြည်ယုံကြည်စိတ်ချတယ်ဆိုတာမစင်စားတတ်တယ်ရည်တည်ခြင်းဆိုတာအဲ့ဒီပေးတာတရားဖြစ်တယ်ဘုရားသခင်ကပျော်မွေ့ခြင်းနော်ကြော်စောခြင်းဂုံတိတ်ခါတကယ်စိတ်ချမ်းပါလားဆိုရကျွန်တော်တို့နေ့တိုင်းစဉ်းစားဖို့အရေးကြီးတဲ့အရာဖြစ်ပါတယ်အဲဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရင့်ကျက်ခြင်းခရစ်တော်၌ဆိုပြီးတော့ကျွန်တော်တို့ပြောတဲ့အခါမှာဒီကနေ့မိမိရဲ့အတ္တဘယ်လိုအဖြစ်ရှင်းကြတယ်ဆိုရလို့ကျွန်တော်တို့ဝိညာဉ်ထားတာဖြစ်ပါတယ်ခရစ်တော်ဟာဆိုဘုရားသခင်ရဲ့သားဖြစ်တဲ့အတွက်ကျွန်တော်တို့စာဖြစ်ပေါ်ပါနည်းနည်းဖြစ်ပါတယ်ဒါပေမဲ့ယောသတာဆိုယူသားအရုံးပါပဲသူ့ကိုကျွန်တော်တို့စာထားလို့ပြပါတယ်ယူငယ်တဲ့ဒါပေမဲ့ရှင်းတယ်ကြီးလာရှင်းတယ်ဒီကနေ့ဘုရားသခင်အတူဘဝကလည်းဘယ်နေရာ
တိုင်ထောင်ဖြစ်နေတယ်ဆိုတဲ့အကြောင်းဒီလိုဝိညာဉ်ရဲ့ဒီနေ့ဒီမှာဆုံးသက်ခြင်းပါတယ်ရအောင်စီတိုင်းပြန်ရှိကောင်းချီးပေးပါစေတို့ဒီနေ့ PPCY တင်းတော့နေ့20ပြည့်တဲ့နေ့လူပွဲတော်ပြင်လာလဲရွှေရမှာဖြစ်ပါတယ်ဒီချိန်မှာတို့ဒီသားဆက်ဆက်ပြီးတော့ကျွန်တော် Chief Grace Cosmic Grace အနေပြောချင်တယ်ပေါ်ဖာလာပြောလဲဈေးကြီးတဲ့ကျေးဇူးတော်ပြီးတော့ဈေးပေါ်တဲ့ကျေးဇူးတော်ဆိုပြီးတော့ခေါ်ထားတာဈေးပေါ်တယ်လို့ပြောတာပါလေဝဲတော်ဘုရားရှိခိုးမြင့်မြတ်တတ်ကိုဝန်ခံခြင်း confession မလုပ်တာဘုရားသခင်ယေရှုတော်ဈေးပေါ်ပေါ်နဲ့တတ်မှတ်တယ်လို့ပဲဆိုပြီးပြောထားပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့လူတွေပြင်ဆင်ပေးတာမဟုတ်ဘဲနဲ့ဘုရားသခင်ပြင်ဆင်ပေးတဲ့ဒီပွဲတော်ကိုဒီနေ့ကမိမိတို့စိတ်တော်တည်တတ်ပြင်ဆင်ပြီးတော့ကျွန်တော်တို့ရှိကြတာဘုရားသခင်ရှိပါဝန်ခံမှုရှိကြပါလေ။ကျမ်းပါတော်မြတ်တဲ့ပါချင်ပါလေရှင်ယောဟန်ခန်းကြီး6 53ကနေယေရှုကလည်းညာမန်လာဆိုကလူသားရဲ့အသားကိုစားသွေးကိုမတောက်ရင်တင်လုံးနိုင်တယ်မရှိငါရဲ့အသားကိုစားရင်ငါရဲ့သွေးကိုလည်းတောက်တော့သာဝရတဲ့ကိုများထိုသူကိုနောက်ဆုံးတော့နေနာငါထားနေစေငါရဲ့သားဒီစားစရာကောင်းငါရဲ့သွေးလည်းတောက်စရာကောင်းငါရဲ့အသားအသွေးတောက်စားတော့သူငါနဲ့ဒီထိုသူနိုင်လေငါဒီrealityကိုအလုံးပြည့်ပွဲတော်ကိုဒီပါတယ်ဒီလိုဖြစ်တော့နိုင်နေချင်းခံပြီးသူညာပွဲတော်ကိုဖြစ်ပါတယ်အဲကြောင့်ဒီလူတွေပြင်ဆင်ပေးတယ်မှာဘေးရမှာတဲ့ဒီ
ပွဲတော်ကိုဒီလိုဘယ်သူမှဆိုဝင်ဖို့ရှိတိုင်းမိမိအသက်တာဖျားရှင်အတွက်သိရှိတဲ့လူဖျားသခင်ထူးခြားသောဖျားသခင်ပြေဝတော်တဲ့တာရှင်းတဲ့တော်တဲ့တာဖျားသခင်နဲ့ရရှိတဲ့ခရစ်တော်နဲ့ရရှိတဲ့လူများအတွက်ဖြစ်ပါတယ်တင်လုံးနိုင်ငါပေးအပ်သောအရာကိုဘုရားသခင်၌ငါခံရသည်ခံရသောအရာကိုမူကားသခင်ယေရှုယံသူလက်ကိုအနံ့ခြင်းကိုခံတော်သည်ညမှာမုန်းကိုပေးယေရှုတော်ချီးမွမ်းခြင်းနှင့်တူယေရှုတော်ချီးမွမ်းကြပါစို့ဤသာတော်ရှင်ပါဗျာကိုရရှင်ယေရှုတည်ကိုရရှင်ပြင်ဆင်ပေးတဲ့ဒီဘုံတွေယေရှုတော်ချီးမွမ်းပါတယ်ကိုရရှင်မာသာတယ်ကိုရည်အတားကျွန်တော်တို့အတွက်စားစရာဖြစ်သည်ဟုပြောထားတဲ့အတိုင်းဒီကနေ့ကိုရည်ပွဲတော်ကျွန်တော်တို့ပြန်လေတရားအမေရိကန်၌ဤမို့ကိုသာသမီခံကိုရရှင်နဲ့တူကိုရရှင်နဲ့တလုံးတော်ဝါဒီကိုရနဲ့အတူတူကအသက်ရှင်နိုင်ဖို့ကိုရရှင်နဲ့တတွေးတရားဖြစ်နိုင်သူများအတွက်ဤမို့ကိုရအသားကိုကျွန်တော်တို့အသက်တာနဲ့ကိုရရှင်တစ်တပိုင်းပြန်လေပြီးကောင်းကြီးပေးပါအာနေသောခန္ဓာကိုယ်အာနေသောဝိညာဉ်တော်တွေခွန်အားကိုယ်တော်၏သာခွန်အားဖြစ်စေပါယေရှုတော်ကိုချီးမွမ်းတယ်ခရစ်တော်၏ဆုတောင်းပါပါဗျာရသေးတဲ့လူရှိပါသလားရှိရင်ပြပေးပါ
유의 사자로 나고 아미구야 이도 부자로 또 민수리 단 당신이 그리고 사자 본인은 야사사리나 쾌고의 유의 제주도 지원이다 제주도 지원자가서 예다로시 바비아 그러시한 제주디네 저를 따오고를 오르신 위라를 고로의 부이 오르신 저를 가운지 비세가 저를 따오세야 따차야 시나 고로의 아테신진 내 분야 비지 아디오소 이스비이우 따오동이 가나 고로는 되다라 시디 고로의 대신한 마음이죠 이모가우의 분야를 야마지 위니모아 내도 분야를 위니모아 비세가 앞에 무슨 지냐고에 시조에도 고로이 어두이도 정말 지수도 희망자가리 오신 인생비를 이 스피리를 지수도 희망이니까 그리도의 나마도 연구이 되게 수담적받답니다. 이거가 나의 부인한 뒤로 어린이의 아르피 이거고 떠보가가 나보고 미국이야 남자로 미국 다른 타임 별로 수다운 집이 그리고 남자라서
Maru Zado Moni Taloni Quebile the Quebema Lali Maru Yaso Taloni Pichai Goro in the Vilo Chube Tinkano Home Dono Tinkano Sri Don't we have died. The other king in the Chanachi Below was it all. Kuchema, what they will change it. We table change.
တော်၌ရှင်ကျတော်အတ္တတာရကြမှုရန်အတွက်ဒေခံရဲ့အသက်ကိုစတိတဲ့တော်ခရစ်တော်မဟာယေရှုတော်အဘသမီးတော်၏မေတ္တာတော်နှင့်နေစဉ်အတ္တ၌ကျွန်တော်တို့အားပေးလမ်းပြမဆခဲ့တော်တန်ရှင်တော်ဝိညာဉ်တော်ဘေဂာယဖွင့်ချစ်သူနိနစေတိုင်းပို့ဆောင်တော်ယေရှုချီးမွမ်းဒီဒီစီဝါရတော်ဒီနေ့ညနာယပြရောက်စတိုင်းပေါ်ကောင်းစီကခုမှစာ၍ကာလစီတရားပြီးရှိဒီနေ့ပါစေတော့ရပြီကွတ်တီပဲရက်တာကွတ်တီပဲထားတာဟာကွတ်တီကထား